နုပြိုခြင်းတွေကိုဇယားချကြည့်တဲ့အခါ2004ခုနှစ်20တန်းအပြည့်လေးခေတ်ကိုငါမိခဲ့ပါတယ်ဆလိတ်လက်ကြားညှပ်ပြီးကြပြာရေးရတဲ့ပြတ္တရာနှစ်တွေတဲ့စပားရွှေဝါလေးတွေတကယ်ဝင်းပါစေပန်းကလေးတွေလည်းတကယ်သင်းပါစေဆဲလဲတန်နဲ့ဝေးတဲ့အရက်မှာချစ်ပြီးမဝေးကြချေစစ်ကြီးတော့ဝေးပါစေပေါ့ကန်နေနေရင်ရီရတာကအစလေးလံနဲ့ပတ်သက်မှုမျိုးမို့ဘဝအဆက်ဆက်ရှိသမျှရှိစက်တွေမှာဝကြွေးလဲကြည်အောင်ဆက်မယ်ကုသိုလ်လဲပို့အောင်ဆက်မယ်ຫນွေယူ